Hello ဒီကနေ့မှာတော့အိန္ဒိယစားစာကြိုက်တဲ့သူတွေအတွက်အိန္ဒိယဟင်းပွဲလေးတစ်ပွဲကိုချက်ပြပေးသွားပါမယ်။အရင်ဆုံးကြက်သားကိုရေစင်အောင်ဆေးပြီးပြီဆိုရင်စားစနွဲချုံမုတ်တွေကိုထည့်ပြီး15မိနစ်လောက်နှက်ထားပေးရပါမယ်။ဟင်းချက်ဖို့အတွက်ငရုတ်သီးကြက်သွန်ကိုသေချာလေးကိုညှက်အောင်ထောင်းပေးထားပါမယ်။ဒီနေရာမှာကျမကတော့ဖီချမ်းသီးငပြောသီးကိုပဲသုံးထားပါတယ်။ဖီချမ်းသီးကိုအခွန်ခွာပြီးတော့အတုံးလေးတွေတုံးထားပေးပါမယ်။ဒီနေရာမှာတိမွေးငပြောသီးကိုထည့်မယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်။တိမွေးငပြောသီးကတော့ပို့ပြီးတော့စီးပြီးတော့အရသာလည်းပိုရှိပါတယ်။ဒဲအိုထဲကိုစီထည့်ပြီးစီပူလာတာနဲ့ခုနထောင်းထားတဲ့ငရုတ်သီးကြက်သွန်တွေကိုစီတက်ပေးလို့ရပါပြီ။ငရုတ်သီးစီတက်တာအနံ့လေးမွေးပြီးတော့အယောင်လေးရဲလာပြီဆိုရင်တော့ခုနနှက်ထားတဲ့ကြက်သားနဲ့ငပြောသီးလေးကိုထည့်ပြီးတော့လုံးပေးပါမယ်။ဟင်းတစ်ပွဲကိုအရသာကောင်းချင်နေဆိုရင်တော့အခုလိုမျိုးလုံးတဲ့နေရာမှာကြကြလေးလုံးပေးရပါမယ်။ဒါမှသာအရသာတွေကအသားတွေကိုစိတ်ဝင်သွားပြီးတော့အရသာကပို့ပြီးတော့ရှိမှာပါပြီးရင်တော့အရသာချိုချိုလေးလေးဖြစ်အောင်လို့ငပြရည်လေးနည်းနည်းထည့်ပေးပါမယ်အခုလိုမျိုးတော်တော်ကြာလေးလုံးပြီးပြီဆိုရင်တော့မဆလာလေးကိုအပေါ်ကနေထည့်ပေးပါမယ်ဒီနေရာမှာကျမမဆလာကိုဘာဖြစ်လို့အရင်ဦးဆုံးထည့်တာလဲဆိုတော့ဒီခါရီအရသာပုံစံမျိုးလေးလိုချင်လို့ပါဒါကြောင့်မလို့မဆလာကိုအရင်ဦးဆုံးထည့်လိုက်တာပါအခုဆိုရင်တော့တော်တော်ကြာလေးလေးလုံးလာပြီးပြီဆိုရင်တော့ရေလေးထည့်ပြီးတော့အဖုံးလေးအုပ်ထားပေးပါမယ်ဒီနေရာမှာငပြောသီးကိုပျော့ပျော့အီအီလေးစားကျင်တဲ့လူဆိုရင်တော့ရေလေးများများပို့ထည့်ပေးပါအခုဆိုရင်တော့ကြက်သားလေးရလည်းကြက်လာပြီငပြောသီးလေးတွေကလည်းစပြီးတော့ကြက်လာပါပြီဒါပေမဲ့အနူးတော့လိုပါသေးတယ်ဒါကြောင့်မလို့နောက်ထပ်10မိနစ်15မိနစ်လောက်ထပ်တည်ပေးလိုက်ပါတယ်အခုဆိုရင်တော့အသားလေးတွေကလည်းနူးလာပြီငပြောသီးလေးတွေကလည်းနူးလာပါပြီအနံ့လေးရလိုက်တာနဲ့ကိုအိန္ဒိယရောက်သွားတယ်လို့တော့မှခံစားလိုက်ရပါတယ်ကဲအခုဆိုရင်တော့အရန်ကိုမှစားချင်းစပွဲငပြောသီးစက်သားဟင်းလေးတစ်ခွက်ရပါပြီရှင်မတို့ကြိုက်ကိုယောက်ျားကလည်းဟင်းပါမစားခြင်းနဲ့ဘတ်ဂျက်လည်းချွေတာခြင်းနဲ့ဆိုရင်တော့အခုချက်ပြတဲ့စက်သားနဲ့ငပြောသီးဟင်းလေးကိုချက်ကျွေးလိုက်ပါနော်ဟင်းရဲ့ပေါ်လေးမှာနန်းနန်းပင်လေးအုပ်ပြီးဆိုရင်တော့အရန်ကိုမှမွေးကြိုင်ပြီးအရသာရှိတဲ့ဟင်းလေးတစ်ခွက်ကိုရရှိပါပြီအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်နောက် vlog တွေမှာပြန်တွေ့ပါမယ်